မနေ့တုန်းကနေရှင်းလီဘောလူပွဲသတင်းစာရှင်းလင်းပွဲမှာသတင်းတော်တွေကရဲတို့ကိုဒီနေ့ဘောလုံးတရားဆုရှင်ကဘယ်သူဖြစ်မလဲဆိုပြီးတော့ဝိုင်းမိကြတယ်။ပရဂီသားကလည်းဒိုးချင်းစုစိတ်တွေကတချို့သဘောတူညီချက်လေးတွေကွဲတဲ့နေရာတွေ့ရတယ်။ဘယ်သူဆုရမလဲဆိုတာတော့ကျွန်တော်မပြောတတ်ဘူး။ဒါပေမဲ့ချန်ပီယံလိမှာခြေစွမ်းပြပြီးချန်ပီယံလိဗလာဆုခိုးနိုင်တဲ့သူကဘောလုံးတရားဆုနဲ့ထိုက်တန်တယ်။ဒါပေမဲ့ဒါသဘောတူညီချက်တစ်ခုတော့မဟုတ်ဘူး။နောက်ကွယ်မှာဘာတွေရှိနေလဲဆိုတာသိတဲ့အတွက်ဒိုးချင်းဆုတွေကိုကျွန်တော်အယုံကြည်မရှိတော့ဘူး။ရာမယ်လေးရသွားနိုင်တယ်လို့ဒမ်မီလီဗီတင်ဟာတို့လိုတက်တက်ဆကစားမကြီးလည်းရနိုင်ပါတယ်ဆိုပြီးတော့ပြောသွားတယ်။ဒီတော့ထုံးစံအတိုင်းပေါ့နော်ရိုဒိုဟေတာတွေကလည်းချန်ပီယံလိဖလားရတိုင်းသာဘောလုံးတရားဆုရမယ်ဆိုရင်2020ခုနှစ်တုန်းကရှန်နိုင်တာတို့2013ခုနှစ်တုန်းကရီဘာရီတို့2019ခုနှစ်ကဗန်ဒိုက်တို့2023ခုနှစ်ကဟာလန်တို့ကဘာချောင်မရတော့လဲဆိုပြီးတော့မေးခွန်းထုတ်လာကြတယ်ဒီထဲမှာရီဘာရီကိုရိုင်ကရဒိုပြောခဲ့တဲ့စကားတွေကိုဆိုရှယ်မီဒီယာပေါ်မှာလှောင်ပြောင်ခဲ့တဲ့အထိကိုတာသွားခဲ့တာရီဘာရီကဆိုရင်သူ့ရဲ့ IG story ကနေငါ့ကိုဘောလုံးတရားဆုပေးငါလည်းချန်ပီယံလိရထားတယ်ဆိုပြီးတော့ပြောတယ်အနေပေါင်းဒီပေါင်းရီဘာရီကချန်ပီယံလိရထားတာဟုတ်ပါပြီအဲ့ဒီချန်ပီယံလိမှာသွင်းကိုတကိုးပဲသွင်းယူထားနိုင်တာတော့ရဒိုရခဲ့တဲ့နှစ်တွေကိုသွားကြည့်လိုက်အောင်နောက်ဆုံးရခဲ့တဲ့2019ခုနှစ်တုန်းကဆိုရင်ချန်ပီယံလိမှာစံချိန်တင်သွင်းကို18ခုနှစ်သွင်းယူထားတာရီဘာရီအနေနဲ့ရိုနယ်ဒိုကိုဖျဲချင်တယ်ဆိုရင်တော့မှရဒိုခြေပြားကိုမှီအောင်အရင်လုံးတင်တယ်လို့ထင်တယ်